အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြပေးသွားမှာကတော့ကျွန်တော်ဒီ inverter မှာဖြစ်လေဖြစ်တာရှိတဲ့ error တွေကတစ်ခုဖြစ်တဲ့ fan error အကြောင်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်။ အဲ့လိုမျိုး fan error ဖြစ်လို့ရှိရင်ကျွန်တော်အနေနဲ့ဘယ်လိုဖြေရှင်းလို့ရရဲဆိုတဲ့အကြောင်းလေးကိုလည်းကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့အစအနီး inverter မှာဆိုရင်တော့ fan error ဖြစ်လို့ရှိရင်ကျွန်တော်ဒီ error code 21အနေနဲ့ဖော်ပြရပါတော့။ error code 21ရဲ့အဓိပ္ပာယ်ကတော့ fan failure ပေါ့နော်။ကျွန်တော်ဒီ inverter မှာရှိတဲ့ဒီကိုနဲ့လုပ်ပေးတဲ့ fan တွေကသူ့အတွက်အလုပ်ကောင်းကောင်းမလုပ်တော့တဲ့အခါမျိုးမှာဆိုရင်ဒီ error 21အနေနဲ့ဖော်ပြပြီးတော့မှ inverter က output မထုတ်ပေးတာတို့အသုံးပြုလို့မရတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဓိကအပြင် RB20 ပေါ့နော် RB rating နဲ့ဒီ fan နဲ့ cooling လုပ်တဲ့ inverter တွေမှာဆိုရင်တော့ဒီ fan error ကဖြစ်ဖြစ်တာရှိတတ်တယ်ပေါ့နော်အဲ့ခါမျိုးမှာဆိုရင်ကျွန်တော်တို့ဘယ်လိုစစ်ဆေးရမလဲဆိုတဲ့ဟာလေးကိုပြပြပေးတော့ပါမယ်ဒါတော့ကျွန်တော်ဒီအစအနီး 115 inverter လေးနဲ့ဆက်တာပေးတော့မှာဖြစ်ပါတယ်အခုဒါတော့ကျွန်တော်ဒီ normal state ပေါ့နော်ကျွန်တော် inverter ကိုပြန်ဖွင့်ဝင်ရင်မှာ inverter ရဲ့ fan လဲတဲ့နေရာကိုပေါ့နော်ကျွန်တော် object တစ်ခုခံထားလိုက်မယ်ပေါ့နော်object ကိုခံထားလိုက်ပေါ့နော်အဲ့ခါမျိုးမှာဆိုရင်ကျွန်တော်ဒီ fan ကမလဲတော့တဲ့အတွက် error 21အနေနဲ့ဖော်ပြမယ်ပေါ့နော်ဒါတော့ fan error ပေါ့နော်အခုကျွန်တော်ဒီ object လေးကိုဖယ်ထုတ်လိုက်မယ်ပေါ့နော်ဖယ်ထုတ်ပြီးတော့မှfan လဲတဲ့အခါမျိုးမှာဆိုရင်သူကပြန်ပြီးတော့ပျောက်သွားမယ်ပေါ့နော်ဒါတော့အခု object လေးမရှိတော့တဲ့အတွက် fan error ပျောက်သွားတယ်ပေါ့နော်အဓိကအပြင်အဖြစ်များတာတော့ကျွန်တော်ဒီ inverter ကို cooling လုပ်ပေးတဲ့ fan မှာပေါ့နော် object တစ်ခုဝင်ပြီးတော့ခံနေရမျိုးပေါ့နော်ဥပမာအဖြစ်ကျွန်တော်ဒီအကောင်သို့မဟုတ်ဖုန်းနေကြောက်မဲ့ဖြစ်ပေါ့နော်ဒီကနေမှဆင်းတော့ဒီ fan လဲတဲ့နေရာမှာသူကဂျာကန်တစ်ခုခံနေတော့လည်းကော fan ကောင်းကောင်းအလုပ်မလုပ်တဲ့အခါမျိုးမှာဆိုရင်error 21ပေါ်တက်ပါတယ်နောက်တစ်ချက်အနေနဲ့ဖြစ်နိုင်တာကတော့ကျွန်တော်တို့ဒီ fan သွားတဲ့လမ်းကြောင်းမှာပေါ့ fan ရဲ့ပေါ့နော်ဒီ communication socket ပေါ့နော်ဒီ socket လေးလွတ်နေတဲ့အခါမျိုးမှာဆိုရင်လည်းဒီ fan error မျိုးဖြစ်တတ်ပါတယ်ဘယ်နေရာမှာလဲဆိုတော့ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ fan သွားတဲ့လမ်းကြောင်းမှာဆိုရင်ဒီ connection socket လေးနှစ်ခုရှိနေပါတော့fan 1နဲ့ fan 2ပဲပေါ့အဲ့အတွက်ဒီ connection လေးလွတ်နေတဲ့အခါမျိုးမှာဆိုရင်လည်း error 21အနေနဲ့ပေါ်ပြတတ်ပါတယ်ဒါက fan error ပဲပေါ့နော်နောက်တစ်ချက်ဖြစ်နိုင်တာကတော့ဒီသူ့ကိုဒီ control လုပ်ပေးတဲ့ဒီ control cap ပေါ့နော်ဒီ control cap မကောင်းတဲ့အခါမျိုးမှာဆိုရင်လည်းဒီ fan error အနေနဲ့ပေါ်ပေါက်တတ်ပါတယ်အဲ့ခါမျိုးမှာဆိုရင်တော့ကျွန်တော်တို့ဒီသက်ဆိုင်ရာ service ကိုဆက်သွယ်ပြီးတော့မှဆိုရင်ဒီ error ကိုဖြေရှင်းနိုင်ရပါတယ်အဲ့တော့လူချင်းမင်းတို့အနေနဲ့ fan error ပေါ်ပေါက်လာပြီဆိုပါကကျွန်တော်တို့အနေနဲ့ပထမဆုံးစစ်ကြည့်ရမှာတော့ဒီ fan ပေါ့နော် fan inverter မှာရှိတဲ့ fan ကအလုပ်လုံးမလုပ်ပေါ့နော်inverter ရဲ့ fan မှာတခုခုညံ့နေရမျိုးရှိလား object တခုဝင်နေရမျိုးရှိလားပေါ့နော်အဲ့ဒါအရင်စစ်ဆေးပြီးတော့မှ fan လည်းမလဲဘူးချက်အရင်စစ်ဆေးပေးရမှာပဲနောက်တစ်ခုကတော့အကယ်၍ object လည်းမရှိဘူး fan ကမလဲဘူးပေါ့နော်အဲ့ခါမျိုးမှာဆိုရင်တော့ကျွန်တော်ခုနကပြတ်တာသွားတဲ့ဒီ fan ရဲ့ socket ပေါ့နော် fan သွားရတဲ့ဒီ connection socket လေးလွတ်နေလားပေါ့နော်အဲ့ဒါလေးကိုချက်စစ်ဆေးပြီးလို့ရပါတယ်အကယ်၍လူချင်းမင်းတို့အနေနဲ့ပေါ့နော်ကျွန်တော်ပြောထားတဲ့အချက်လက်လေးကိုလှုပ်ဆောင်ပြီးကြရအောင်ပါပေါ့နော် error ကမပြောက်သေးဘဲနဲ့ဆက်လက်ပေါ်နေပေါ့နော်ဒီ fan error လေးကဆက်လက်ပေါ်နေရဆိုရင်ကျွန်တော်တို့ဒီသက်ဆိုင်ရာ install တော်လာကောင်းသက်ဆိုင်ရာ service center တော်လာကောင်းဒီဆက်သွယ်မင်းမြန်ပြီးတော့မှဖြည့်ရှင်းဆောင်ရွက်နိုင်ပါတယ်နောက်ရက်တွေမှာလည်းဒီ inverter မှာ support တက်လေးရှိတဲ့ဒီ error အကြောင်းလေးတွေကိုကျွန်တော်ပြပြပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုဆက်လက်စောင့်ကြည့်ပေးဖို့အတွက်မေတ္တာရပ်ခံပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်